Ronnie Jane ဘောက်ကြည့်ရှုမယ် United နဲ့ Everton ပွဲအားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။တမိုင်းစင်လာရ United အတွက်ပြန်ပြကောင်းဟုတ်မနေနဲ့ Everton ကတော့လာမယ့်တနင်္လာနေ့ညမှာ United ကို Old Trafford မှာရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ Old Trafford မှာဆိုရင်အလဲလဲကွက်ကွက်ဖြစ်ခဲ့ရပြီးအိမ်မက်တွေရိုက်ချိုးခံရတဲ့ Everton တို့အတွက်တော့ဒီကွင်းကရုန်းကန်လေးရှိရတဲ့နေရာပါ။အခုလဲ Everton တို့ Old Trafford မှာ United ကိုနိုင်ပွဲများရှိခဲ့တာက2014ခုနှစ်ထဲကဖြစ်ပြီးနှစ်ပေါင်း17နှစ်ကြာမြင့်နေပြီလဲဖြစ်ပါတယ်။ဒီလိုအခြေအနေကိုအဆုံးသတ်ဖို့ Everton တို့ဒီတစ်ချိန်မှာထပ်မံစူးစမ်းသွားအောင်မလားဆိုတာကတော့စောင့်ကြည့်ကြစရာပါ။ဒီနေ့တွဲဆုံတဲ့သမိုင်းကိုပြန်ကြည့်ရမယ်ဆိုရင်စိတ်ဝင်စားစရာကောင်းတာတစ်ခုက United ရဲ့ဂန်ဝင်ကစားသမား Rooney ဟာ Everton ရဲ့ငွေချမ်းပေါက်ကစားသမားဖြစ်ခဲ့ပြီး United မှာကစားစဉ်ကသူ့ရဲ့အသင်းဟောင်းကိုရင်ဆိုင်ရတိုင်းအများနဲ့ဒုက္ခပေးတတ်တဲ့သူဖြစ်ပါတယ်။ဒါကြောင့် Everton ပရိသတ်တွေအနေနဲ့ United နဲ့ရင်ဆိုင်တိုင်းအားပေးမှုတွေကပုံမှန်ပွဲတွေထက်စာရင်အတော်လေးကိုပြင်းထန်နေခဲ့တာပါ။ဒါအပြင် Everton မှာ17နှစ်ကြာကင်တွေခဲ့တဲ့ David Moyes ကို United ရဲ့နီးပြကြီး Sir Alex Ferguson ထုတ်ခွာပြီးနောက်ပိုင်းအသင်းရဲ့ပထမဆုံးနီးပြဖြစ်ခန့်အပ်ခဲ့ပါတယ်။ဒါပေမဲ့ Moyes လက်ထက်မှာပဲ United တို့ရဲ့အခြေအနေကမဟန်တော့တာကြောင့်အသင်းက Moyes ကို10လအကြာမှာပဲထုတ်ပယ်ခဲ့ပါတယ်။ဒါကြောင့် United ကိုစတင်ဖျက်ဆီးခဲ့တဲ့ Moyes ကိုပရိသတ်တွေကလည်းတိတ်ပြီးအခဲမကြေကြပါဘူး။အခုလည်းလာမယ့် Everton နဲ့ပွဲမှာနီးပြဟောင်း Moyes နဲ့ပြန်လည်တွေ့ဆုံရမှာဖြစ်တာကြောင့်အခဲမကြေသေးတဲ့ Moyes ကိုနှိပ်ကွပ်မှာဖြစ်တာကြောင့် Everton ကတော့တစားကန်ဖြစ်တော့မှာပါ။လက်ရှိဒီနှစ်သင်းရဲ့ဖောင်တွေကတော့ United ကပုံစံကောင်းမှရှိနေပြီး Everton ကတော့မမဆောင်ဖြစ်နေတယ်လို့ပြောရမှာပါ။ Everton ဟာနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ2ပွဲနိုင်2ပွဲတည်တပွဲရှုံးထားပြီးရလက်ပိုင်းရတည်ငြိမ်တဲ့အနေအထားမှာရှိမနေပါဘူး။ဒါပေမဲ့ International Break တိုင်ကင်ဖူဟန်ကိုအနိုင်ရထားတာကြောင့်အသင်းသားတွေရဲ့ခြေစွမ်းပိုင်းနဲ့ယုံကြည်မှုပိုင်းကတော့မြင့်တက်နေမှာအသေးကြပါပဲ။ဒီဟာဒီ Man City ကနေခေါ်ယူထားတဲ့ Grealish ကလည်းခြေစွမ်းကောင်းတွေပြသနေတာကြောင့်အိမ်ကွင်းမှာလာကစားမဲ့ Everton ကို United တို့တတိထားတင်ပါတယ်။ Everton ဟာ Premier League ဆက်ပွဲကစားပြီးမှတိုက်စစ်ပိုင်းကသွင်းဂိုး12ဂိုးရရှိထားပြီးခံစစ်ပိုင်းက73ဂိုးပေးထားရပါတယ်။ဒီချက်လက်တွေရကြည့်ရင် Everton အနေနဲ့တိုက်စစ်ပိုင်းကဂိုးသွင်းဖို့အခွင့်အလမ်းဖန်တီးနိုင်တယ်လို့ခံစစ်ပိုင်းကလည်းဂိုးတွေကိုလွယ်လွယ်နဲ့ခွင့်ပြုထားရတာဖြစ်ပါတယ်။ United တို့ကတော့ဒီဟာဒီဆက်ပွဲကစားပြီးမှ9ပွဲနိုင်3ပွဲတည်3ပွဲရှုံးထားပြီးအမှတ်ပေးစရာအဆင့်ခွန်မှာရပ်တည်နေပါတယ်။ပြောရမယ်ဆိုရင်ပြီးခဲ့တဲ့ရာသီက United ရဲ့အစောပိုင်းစွမ်းဆောင်ရည်တက်ဆိုင်ရင်အတော်လေးတိုးတက်လာတာကိုမြင်တွေ့ရပါတယ်။နောက်ဆုံးကစားခဲ့တဲ့9ပွဲဆက်ရှုံးပွဲမရှိထားတာကြောင့် United တို့အနေနဲ့အင်ကွင်းမှာဆိုအမြဲတမ်းရလက်ကောင်းတွေပိုင်ဆိုင်တတ်တဲ့ထုံးစံကြောင့် Everton ကိုဒီချိန်မှာလည်းအနိုင်ယူသွားမှာပါ။ဒီညမှာပြောစရာတစ်ခုရှိတာက Moyes ရဲ့ကောင်တာအတက်ဖြစ်ပြီး United တို့အနေနဲ့ဒီယာဒီခံစစ်ကပေးကိုတွေခွင့်ပြုနေရဆဲဖြစ်တာကြောင့်အချက်မားတာနဲ့ Everton ရဲ့တိုက်စစ်ကအသုံးချသွားမှာဖြစ်ပါတယ်။လက်ရှိ International Break ကိုကစားသမားစုံလင်နဲ့ပြန်လည်ပွဲထွက်လာမှာဖြစ်ပြီးတိုက်စစ်ကရှက်ကိုနဲ့ခံစစ်ကမကွန်ရကလွှဲရင်အားလုံးပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။ Everton တို့အနေနဲ့လည်း United ရဲ့ Old Trafford မှာပျောက်ဆုံးနေတဲ့နိုင်ပွဲကိုရပ်တန့်သွားဖို့ကြိုးစားလာမှာဖြစ်ပါတယ်။ Moyes ဟာ West Ham ကိုကင်တွယ်ခဲ့စဉ်က United ကိုကောင်းကောင်းဒုက္ခပေးခဲ့တယ်ဆိုတာမှတ်မိကြမယ်ထင်ပါတယ်။ဒါကြောင့် United နဲ့တွေ့ရင်တကွက်ပြတတ်တဲ့ Moyes ကို Old Trafford မှာအမွေအနေနဲ့ဘယ်လိုတီးပြသွားမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပြီဖြစ်ပါတယ်။ United ကိုချင်းခင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ YouTube ပေးခဲ့တာကျေးဇူးတင်ပါတယ်။